လဲလို့လာပြီနော်မောင်ရှင်လောင်းလဲလို့လာပေါ့နော်အလှတကားကြီးအလှအမကြီးသားရှင်ပြုအလှတော်ခန်းငန်းနာနာမြိုင်မြိုင်ဆိုင်ဆိုင်ရှင်လောင်းလဲလို့လာပြီနော်ရှင်လောင်းလဲလို့လာပြီနော်မောင်ရှင်လောင်းလဲလို့လာပေါ့နော်အလှတကားကြီးအလှအမကြီးသားရှင်ပြုအလှတော်ခန်းငန်းနာနာမြိုင်မြိုင်ဆိုင်ဆိုင်ရှင်လောင်းလဲလို့လာပြီနော်တစ်မျိုးလုံးတစ်နယ်လုံးရက်ကြော်ရွာရောတိမ်တိမ်တုံလို့နော်ထမေချောင်းစီမောင်းတီလူတဲ့အလူပွဲတော်ကောင်းမြတ်တဲ့စေရနာယူစင်တန်ရှင်းလာတယ်နော်တာတာလေးရှင်လောင်းဝတ်စားလေးနဲ့ပြုံးလို့ရွှင်ပြောအလူတကာကြီးလည်းပြောအလူမကြီးလည်းပြောဒီနေ့ဒီရက်ရှင်လောင်းနဲ့လို့လာပြီနော်လာရူလာမြတ်နေရူနေမြတ်ဝဲကြီးစင်ငါနော်တန်ဃာတော်များအတွက်ဝတ္ထုပစ္စည်းအစုံဆုံးစက်ကပ်လူရန်ရေစက်ချကအမြဝေသာရုခေါ်အလှတကားကြီးလည်းပြောအလှမကြီးလည်းပြောဒီနေ့ဒီရက်ရှင်လောင်းလဲလို့လာပြီနော်ရှင်လောင်းလဲလို့လာပြီနော်မောင်ရှင်လောင်းလဲလို့လာပေါ့နော်အလှတကားကြီးအလှအမကြီးသားရှင်ပြုအလှတော်ခန်းငန်းနာနာမြိုင်မြိုင်ဆိုင်ဆိုင်ရှင်လောင်းလဲလို့လာပြီနော်တစ်မျိုးလုံးတစ်နယ်လုံးရက်ကြော်ရွာရောတိမ်တိမ်တုံလို့နော်ဓမေချောင်းစီမောင်းတီလူတဲ့အလူပွဲတော်ကောင်းမြတ်တဲ့စေရနာယူစင်တန်ရှင်းလာတယ်နော်တာတာလေးရှင်လောင်းဝတ်စားလေးနဲ့ပြုံးလို့ရွှင်ပြောအလူတကားကြီးလည်းပြောအလူမကြီးလည်းပြောဒီနေ့ဒီရက်ရှင်လောင်းနဲ့လို့လာပြီနော်လာရူလာမြတ်နေရူနေမြတ်ပွဲကြီးစင်ငါနော်တန်ဃာတော်များအတွက်ဝတ္ထုပစ္စည်းအစုံဆုံးစက်ကပ်လူရန်ရေစက်ချကအမြဝေသာရုခေါ်အလှတကားကြီးလည်းပြောအလှမကြီးလည်းပြောဒီနေ့ဒီရက်ရှင်လောင်းလဲလို့လာပြီနော်ပန်းကိုင်နာလူတကားကြီးကသပိတ်တွေကနာလူမကြီးကတင်ငန်းပန်းကိုင်နာတောက်ရှင်လောင်းနဲ့တပိရနာအလားလုံးအရင်လုံးချောလုံးကြည့်ချိန်မှာ
ရှင်လောင်းတဲ့တမီရတနာအလားဆုံးအရင်ဆုံးကြောဆုံးဒီချိန်မှာလက်တန်ငါသာဦးစီဝိုင်းလေးပါသူ့ဘဝိုင်းလေးပါပြောင်းငါလောင်ငါဦးရွှေရိုးကြီးကနှကမ်းမွေးထောင်လို့ကာလာပါခဏငယ်ယုံမင်းမလေးလာလာပါမခိုးရဟန်မူယာမော်ရဲလင်းများရှုံးတော့ပါရဲ့ဗျာကိုလူယူကလာလာပြီလက်တန်ငါသာဦးစီဝိုင်းလေးပါသူ့ဘဝိုင်းလေးပါပြောင်းငါလောင်ငါဦးရွှေရိုးကြီးကနှကမ်းမွေးထောင်လို့ကာလာပါနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုလင်းမြန်စွာစွာကိုသိကိုမှမြတ်မောပြုလို့ရကောင်းသောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေ။တာရှင်ပြုလူတော်မင်္ဂလာသာသနာတွင်အနေလရာဟိုရှိ
မိဆိုင်ရဲ့မဖဆိုင်နေပိုင်ရှင်အပေါင်းအုံငါပြောဆုံးလေးပွဲဆုံးအောင်တင်ငါတာတယ်ဆိုင်ရပိုင်ရအရှင်အပေါင်းတို့လူနဲ့ပြမတတဝအပေါင်းတို့ပျော်ရွှင်ကြည်နူးပီတိကိုစီဖျားတာတို့ခေါ်ပါစို့လူဘဝလူလောကတဲ့ဤကျန်စွာနဲ့နေထိုင်စီးပွားရှာအတိတ်ဘဝကကုသိုလ်ဒါနအကြောင်းကြောင့်ဆက်နွယ်ပါလို့ဒီဘဝမှာလေနေပဲအကျိုးမျိုးလူရန်ကြပါစို့ပြောလို့လာလို့မော်လို့ပျော်ရွှင်စရာဒီလူဝဲကြီးလက်လို့လာခဲ့ပြီပြိုလူနဲ့ပြမတတဝအပေါင်းတို့ပျော်ရွှင်ကြည်နူးပီတိကိုစီဖျားတာတို့ခေါ်ပါစို့လူဘဝလူလောကတဲ့ဤကျန်စွာနဲ့နေထိုင်စီးပွားရှာအတိတ်ဘဝကကုသိုလ်ဒါနအကြောင်းကြောင့်ဆက်နွယ်ပါလို့ဒီဘဝမှာလေနေပဲအကျိုးမျိုးလူရန်ကြပါစို့ပြောလို့လာလို့မော်လို့ပျော်ရွှင်စရာဒီလူဝဲကြီးလက်လို့လာခဲ့ပြီပြိုအလူတကာကြီးလေပြုံးလို့ပြောလို့အလူမကြီးလေပြုံးလို့ပြောလို့မောင်ရင်လောင်းလေးလေကြည်နူးပြုံးပြောလို့အလူတကာကြီးလေပြုံးလို့ပြောလို့အလူမကြီးလေပြုံးလို့ပြောလို့မောင်ရင်လောင်းလေးလေကြည်နူးပြုံးပြောလို့ကိုနောင်ပန်းနောင်ကိုင်းမြမလေးတို့လေအလားဆုံးပြုံးလို့နေတဲ့ပြိုအပြုံးကိုစီကိုငါနဲ့သာရှင်ပြူဝဲကြီးလဲလာနေပြီပြိုပြုံးလို့လာလို့မော်လို့ပျော်ရွှင်စရာဒီလူဝဲကြီးလက်လို့လာခဲ့ပြီပြို
ပျော်လို့ အလုံးမကြီးလေပြုံးလို့ပျော်လို့မောင်ရင်လောင်းလေးလေကြည်နူးပြုံးပျော်လို့ အလူတကာကြီးလေပြုံးလို့ပျော်လို့ အလုံးမကြီးလေပြုံးလို့ပျော်လို့မောင်ရင်လောင်းလေးလေကြည်နူးပြုံးပျော်လို့ ကိုနောက်ပန်းနောက်ကိုင်းမြမလေးတို့လေအလားဆုံးပြုံးလို့နေတဲ့ပြုံးအပြုံးကိုစီကိုငါနဲ့သာရှင်ပြူဝဲကြီးလဲလာနေပြီပြုံး ပြုံးလို့ပျော်လို့လှလို့မော်လို့ ပျော်ရွှင်စရာဒီလူဝဲကြီးလဲလို့လာခဲ့ပြီပြုံး အလူမကြီးကပြိခရာသင်ငယ်ရွယ်လေးတုံးဝိစာမောင်ရင်လောင်းငါမြေပေါ်မှာဒိုးဘဝိုင်းငါမြန်ရတဲ့ဥရွှေရိုးလဲနေတာကိုနောင်ကိုင်းတို့လာရရှင်လောင်းလဲလို့လာရခင်ဗျာကြည်ပါလားကြည်နူးစရာလူမင်္ဂလာထမေချောင်းစီမောင်တီနိုးသာရောက်လာမြမရွေးကုသိုလ်ပါတာရှိကျူတဲ့အလူပါနေဝဆူတွားအလူပါတာရှိကျူတဲ့အလူပါနေဝဆူတွားအလူပါဘာဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာ ဆိုင်ငါမိုက်တဗျာပိတ်တကြီးနဲ့ပါတဗျာအရွာလုံးမဲကြော်နေတာတို့ဘဝိုင်းငါအမြိုင်ဗျာဥရွှေရုံးနဲ့ကနေတာကိုနောင်ကိုင်းတို့လာတယ်ဗျာလူလူလေးတို့ရှိုးနေတာဟောကြည်ပါလားကြည်နူးစရာလူမင်္ဂလာထမေချောင်းစီမောင်တီနိုးသာရောက်လာမြမရွေးကုသိုလ်ပါတာရှိကျူတဲ့အလူပါနေဝဆူတွားအလူပါတာရှိကျူတဲ့အလူပါနေဝဆူတွားအလူပါအဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာ အ
ဖရဏပိတိဝမ်စီတီသလိုလမ်းကြည်ဤတလုံးလုံးပြုံးမိပါရဲ့ပလုတ်တုတ်ပြုံးနဲ့တန်ကလည်းအုံးကြွကြွညမ်းလို့မြေမိုးဝလာတိတုံလောက်ပါပြီတော့တယ်ဖယားသခင်တတ်တော်ထင်ရှားရှိစဉ်ခါကကပိလနေပြည်တော်မှာရှိတဲ့ရွှေနန်းတော်သူအကြွရတော်ရမိဖုရားကချစ်သားရဟုလားရှေ့ဆုံးကကြွလာတာမောက်ဖခမဲတော်ပဲရွှေနန်းတော်မှာမောက်ဖခမဲတော်ထွက်သွားကြတဲ့ကရွှေအိုးကြီးလေးလုံးဟာလေပျောက်သွားတဲ့သားယခုချက်ချင်းပဲအမွေများသွားတောင်းကြည့်လို့စေခိုင်းနေဆိုရင်ပဲရဟုလားမင်းသားကချစ်เสียတီတီတာတာနဲ့ဖခမဲတော်ယခုချက်ချင်းသားတော်အားအမွေများပေးသနာတော်မူပါဖယားလို့တောင်းသည်နဲ့တပြိုင်နဲ့ဖယားစဉ်းစားတော်မူသည်မှာဒီလောကီအမွေတွေပေးလိုက်ရင်တော့ငါဤသားတော်တံ္ဍရာလဲပြီးအောင်တော်မှာပဲတံ္ဍရာကလွတ်ရာလောကုတ္တရာအမွေပေးမှတော်ကားကြမှာပဲဆိုပြီးချစ်သားမောက်ကလန်ငါဤသားကိုယခုချက်ချင်းကေတာရိတ်သိမ်းနန်းဝင်နန်းစားတွေပယ်ပြီးမုံမြတ်တဲ့သာသနာတကွန်သင်္ကန်းကိုစီးချစ်သားတာရိပုတ္တရာကတရဏဂုံပီတစွာရွတ်ဆိုသင်ကြပြီးရှင်ပြုပေးလိုက်ကြပြီတော့လို့ဖဖယားမိန်တော်မူသောစကားတော်နဲ့အညီရှင်အစရာဟုလာကဟုသာသနာသမိုင်းမှာထင်ရှားပြည်ပြင်းစွာရှိတဲ့ကဲ့သို့ယနေ့သာသနာဒါယကသာသနာဓာယိကာမတို့သည်ထိုထုံးနှံအစဉ်လာကိုနှလုံးသွင်းငါစိတ်မှာမှန်ပြီးဗုဒ္ဓဒေသနာအယောင်လင်းချိန်မှာတော့မန္တအတွင်းမှာလေယဟန်မြတ်တသင်ထေးဆရာအရှင်တို့အားပရိသာပင်ဆင်မြန်းကြတဲ့အပြင်သင်္ကန်းအစလူဝဲအစုံကိုလဲဇဘူးနဲ့တုံအောင်တွေ့ရမြင်ရသူများရဲ့ရင်ထဲမှာတော့ပီတိခုံးလိုက်ဘဝတ်သူစိုက်မတက်အမခန်းကြည်ညိုတရာပွားလောက်ပါပြီးတော့တယ်ကဘာကလည်းဖယားပွင့်တယ်ကဘာနိုင်ငံကလည်းဖယားစကားလိုက်နာပြီးထေရဝါဒကိုလက်ခံကျင့်သုံးကြတဲ့နိုင်ငံအတွင်းမှာဗုဒ္ဓဘာသာအားတဝင်ယုံကြည်သောလူသားတစ်ယောက်ဤစိတ်ဘဝင်နှလုံးမှာယခုလိုဥဒပုဒ္ဒပရပုဒ္ဒသားနှဖျားအားသာသနာဓာရိစဒါနမဟာသဘင်ပွဲကြီးဆင်နွှဲလိုက်ကြခြင်းဟာဗုဒ္ဓဘာသာမိဘတိုင်းဤထားရှိအပ်သောအနန္တမေတ္တာများစွာဖြင့်လူဖြစ်ရကြုံနတ်ပြီလို့သုံးတန်စေတနာကိုထုံးစံအသေးချာနန်းနိဗ္ဗာန်သို့မှန်းတိတ်ထန်ရှုကားစတာမို့အလှတကားအလှမတို့ယနေ့ယခုပြုကောင်းမှုကိုမေတ္တာစိတ်မြပေးဝေငှသည်မိစေရမကူကြည်ပြူတရားစေတနာဖြင့်ကောင်းစွာထောက်ရှုကောင်းကျိုးပြု၍သာဓုသာဓုသာဓုလို့ခေါ်ဆိုလိုက်ရပါကြောင်းအလူရှင်အပေါင်းသူတော်ကောင်းတို့
တို့လက်စုံမိုးရရှိကိုပူဇော်ဘုညောင်းနဲ့ဘုရားတော်ကာမဝရကုသိုလ်ကံစေရနာသာသာတို့ကြောင့်ပရိယတိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာဥစ္စာတော်သာသနာတော်3ရပ်ကိုကျင့်ကြံကြိုးပုတ်ပွားများအားထုတ်နိုင်သည့်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြစေ။ဒါမျိုး။ဒီနော်ကျောင်းသားဘုရားဆိုလို့မရဘူးနော်။အနေတူအောင်ဆိုအတတ်နိုင်ကြဒီအောင်လိုက်စမ်းနော်။ဗုဒ္ဓံတရဏံဂစ္ဆာမိ ဗုဒ္ဓံရဏံဂစ္ဆာမိ ဓမ္မံတရဏံဂစ္ဆာမိ ဓမ္မံရဏံဂစ္ဆာမိ သံဃံတရဏံဂစ္ဆာမိ သံဃံရဏံဂစ္ဆာမိ ဒုတိယမိဗုဒ္ဓံတရဏံဂစ္ဆာမိ ဒုတိယမိဗုဒ္ဓံရဏံဂစ္ဆာမိ ဒုတိယမိဓမ္မံတရဏံဂစ္ဆာမိ ဒုတိယမိဓမ္မံရဏံဂစ္ဆာမိ ဒုတိယမိသံဃံတရဏံဂစ္ဆာမိ ဒုတိယမိသံဃံရဏံဂစ္ဆာမိ တတိယမိဗုဒ္ဓံတရဏံဂစ္ဆာမိ တတိယမိဗုဒ္ဓံရဏံဂစ္ဆာမိ တတိယမိဓမ္မံတရဏံဂစ္ဆာမိ တတိယမိဓမ္မံရဏံဂစ္ဆာမိ တတိယမိသံဃံတရဏံဂစ္ဆာမိ တတိယမိသံဃံရဏံဂစ္ဆာမိ ကိုယ်ရင်ဖြစ်နော်ကိုယ်ရင်ဖြစ်တော့ရသော်ဘုရားကသာသနာမှာနေတဲ့ကိုရပြီးတော့တို့ဤ တရားဒီတော်တို့ဤ သစ္စာရော ကိစ္စရော အပြစ်ကြီး အပြည့်ကြီး အပြစ်ငယ် ပြည့်ငယ် အသွဲသွဲကို အတွေ့အကြုံ သွန်တဲ့ သွန်တဲ့ ဆုံးမတတ်သော ဆုံးမတတ်သော ဥပ္ပစ္စေ ဥပ္ပစေ ဆရာတော်မြတ်သည် ဆရာတော်မြတ်သည် ဟောဟိ ဟောဤ ဖြစ်တော်မူပါ ဖြစ်တော်မူ အရှင်ဘုရား အရှင်ဘုရား အာတာတိကိနတမ္ပါဒိဋ္ဌာ အမဘာတိပါရှင်ဘုရား ချာတာ ရှိတော့ရှိတယ်ရှားတယ်အဲ့ဒီလိုဆိုရုံစကားကျွန်တော်ကြားဘူးတယ်နေတကားမြို့တကားရက်တကားရွာတကားအလူမျိုးစုံလဲကြုံမှုခဲ့ပါတယ်နိုင်စရာမမြင်ရှင်စရာမရှိတဲ့ဒီအလူတကားဒီအလူမကြီးရဲ့ရှင်တန်းတဲ့ကုသိုလ်ဒါနစေရနာလေးတွေရဲ့တရားတရားရှိပုံလေးကစေရနာရှိပုံလေးကဘုဟိပြောမယ်ဒီအလူမျိုးရှာမရှိ